အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့နွေရာသီနဲ့လိုက်ဖက်တဲ့ရှိုးစိတ်မွေးဖာလူတာလေးလုပ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်အရင်ဆုံးဖာလူတာထဲထည့်ဖို့အတွက်ကြော်ကြော်လေးကျိုးလိုက်ပါမယ်ရှင်အိုးထဲကိုကြော်ကြော်မုံထမင်းစားသွန်းတစ်စွန်းနဲ့တကြားထမင်းစားသွန်းသုံးစွန်းထည့်ပြီးမှုတ်ပေးလိုက်ပါမယ်ပြီးရင်ရေ900မီလီလီတာထည့်လိုက်ပါမယ်ရှင်နောက်ဆုံးသမ ्या အနှံလေးငယ်နဲ့ဖူကလာဆေးအောင်လေးထည့်ပြီးအားလုံးသမသွားအောင်မှုတ်ပေးလိုက်ပါမယ်ရှင်ပြီးရင်မီးလေးဖွင့်ပြီးပွက်လာတဲ့အထိကြိုးပေးလိုက်ပါမယ်ရှင်ကျိုးလာလိုက်တာခုလိုပုတ်ပွက်ဆူလာရေးဆိုရင်အေးခံမဲ့ဘန်းထဲကိုလောင်းထည့်ပြီးအေးခံထားပေးလိုက်ပါမယ်ရှင်ကြော်ကြော်စိမ်းရောင်လေးပြီးသွားရင်ကြော်ကြော်နီရောင်ကိုလည်းခုနအတိုင်းပဲကျိုးလိုက်ပါမယ်ရှင်ကြော်ကြော်လေးပြီးသွားရင်တောက်ကူကျိုးဖို့အတွက်အိုးထဲကိုရေထည့်ပြီးပုတ်ပွက်ဆူလာတဲ့အထိတက်ထားပေးလိုက်ပါမယ်ရှင်ရေလေးကခုလိုပုတ်ပွက်ဆူလာရေးဆိုရင်တောက်ကူဆက်ချိန်ဝက်တစ်ဝက်နဲ့ဖုကလာနီအောင်လေးထည့်ပြီးအားလုံးသမသွားအောင်မှုတ်ပေးလိုက်ပါမယ်ရှင်ထည့်ထားလိုက်တာတောက်ကူလေးတွေကခုလိုမျက်ဆက်ပြောက်လို့နီးပါဖြစ်ပြီဆိုရင်မိပိတ်ပြီးဖုံးလေးအုပ်ပြီးမိနစ်20လောက်နှက်ထားပေးလိုက်ပါမယ်ရှင်နှက်ထားလိုက်တာတောက်ကူလေးရမျက်ဆက်ပြောက်ပြီဆိုရင်ရေဆေးပြီးတော့စကားလေးနဲ့စစ်ထားပေးလိုက်ပါမယ်ရှင်ဖာလူတာရေလုပ်ဖို့အတွက်အိုးထဲကိုနောက်1လီတာထည့်လိုက်ပါမယ်ပြီးရင်နိုးစိမ့်တစ်ပူပါထည့်လိုက်ပါမယ်ရှင်ဝမ်ဒီနိုးစီရှောင်းလေးလီရှောင်းမှထည့်လိုက်ပါမယ်ရှင်ရတာအတွက်တကြားထမင်းစားသုံးချက်စုံနဲ့စားနေငယ်ထည့်လိုက်ပါမယ်ရှင်နောက်ဆုံးနှလေးမွေးသွားအောင်နှီးစီနှလေးထည့်ပြီးမှုတ်ပေးပြီးသွားပြီဆိုရင်ပွက်လာတဲ့အထိကြိုးပေးလိုက်ပါမယ်ရှင်ထည့်ထားလိုက်တာအခုလိုပွက်လာပြီဆိုရင်ဖာလူတာရေလေးရသွားပါရဲ့ရှင်ပွဲပြင်ဖို့အတွက်ခွက်ထဲကိုကြော်ကြော်လေးထည့်လိုက်ပါမယ်ရှင်လမ်းကြော်ကြော်လေးကိုအတုံးလေးရောအမြင့်လေးရောလှုပ်ထားလိုက်ပါရဲ့ရှင်ပြီးရင်ရေစိမ်ထားတဲ့ပင်မွားလေးပါထည့်လိုက်ပါမယ်ဖာလူတာရဲ့မပါမဖြစ်ပူတင်းလေးပါထည့်လိုက်ပါမယ်ရှင်ရေစစ်ထားတဲ့တောက်ကူလေးပါထည့်လိုက်ပါမယ်ခုနကရတာဆက်ထားတဲ့ဖာလူတာရေလေးထည့်လိုက်ပါမယ်ရှင်နောက်ဆုံးဗနီလာရေခဲမုန့်လေးထည့်ပေးပြီးသွားပြီဆိုရင်ချိုးစိတ်မွေးပြီးရအောင်စားကောင်းတဲ့ဖာလူတာလေးရသွားပါရဲ့ရှင်ဒီဖာလူတာလေးရဆိုရင်နွေရာသီနဲ့ရအောင်လိုက်ပတ်တဲ့အေးလေးတစ်ခွက်ဖြစ်ပါတယ်ရှင်အားလုံးတို့အဆင်ပြေမယ်လို့မျှော်လင့်ပါရဲ့ရှင်လမ်းဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးကြတဲ့ငွေချင်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်ဘိုင်ဘိုင်